အပေါ်လဲကိုတလဲကိုပေးထားတာကြည့်တယ်တလန်းကပြကြနေပြီမလို့ထားတာကြည့်ပါတယ်နော်အဲ့တော့ဟုတ်ကဲ့ဆရာဟောဘောတာပိုင်းတစ်ခုမှာပေါ့နော်ပြက်လွယ်တဲ့အပိုင်းတွေရှိတယ်အရှိခဲ့တော့နော်ဟိုဆရာဒါတွေလည်းသူတို့ပြီးအောင်ပြောပြအဲ့တော့ကြတော့အရင်ဆုံးဟောဖြစ်လာပြီဆိုပန်ကာကျိုးအရင်ပြက်ပန်ကာကျိုးပြက်ပြီးအောင်ပေါ်ကြမယ်ပေါ်ပြုံးမှာပါနော်သူကဘောကတော့သံဃာကျွတ်တောင်တော့တောက်တာရယ်သံဃာကျွတ်ကတော့သူကတော့အမြဲတမ်းကွက်တူဆွဲနေတဲ့ကြည့်ကြတော့သံဃာကျွတ်ကတော့မခံနိုင်ဘူးတလောက်တဆုံဖြစ်နေဖြစ်နေနှစ်ဆုံဖြစ်နေဖြစ်နေပြောလို့မရဘူးသံဃာကျွတ်မှာတော့အဲပေါ်မှာတော့ဟိုခဲရခဲသလိုကတညာလုံးမောက်မယ်ဒီနေ့ကမောက်မယ်ဆိုတော့သူလေဘက်အိမ်မှာမြူကြည့်သွားတာဟုတ်နော်လေဘက်အိမ်မှာမြူကြည့်တဲ့ညတော့တလားလာလဲကျုံချပြုံးမယ်နှစ်လားလာလဲကျုံချမှပြုံးမယ်ဒါတော့ပြောလို့မရဘူးအဲ့တကူကတော့ခင်ဗျားတို့သဘောပေါက်ဖို့လိုပါတယ်ဟုတ်ကဲ့ဟောဆရာဆက်စနေကျာလကနိုခခကျော်Hello. Okay, sir. The testing is bad that you know. They are the both have tested tested about my testing is bad that you know. They are the both have low share and simply. ဆက်ပြီးတော့ပတ်တော့ပြန်ခုပြောမယ်ခုလက်တွေ့တွေ့ကြရတာမနော်ခင်ဗျားတို့မီးချောအနေနဲ့တော့ခင်ဗျားတို့တညကို9ချောင်း6ပြုံးနေတာပေါ့အခုတည်းအမျိုးသားကိုလောက်ထက်ကိုအကြပါနာဒီကြောင့်ကောင်းတဲ့အမျိုးသားလေးကိုဝေကြပါအခုကတော့လောဆရာတော့ဖြစ်ပြီးတော့လေနော်ဘယ်လိုခုံးလဲဆိုဒီကြောင့်ဒီစပါရဲ့ဆက်ပါလေဟောင်းချောလို့အဲမျိုးသားကိုဝေကြပါပြီးရတော့လည်းတော့ကြီးမှာပေါ့ဒီချူတော်မြတ်တဲ့ဆရာတော့ခဏကြွမယ်ဆရာလေးပေါ့နော်ဟုတ်ကဲ့ဆရာဟိုတာပိုင်းလေးပတ်တဲ့တော့တာပိုင်းတစ်ခုမှာပုံမှန်အားဖြစ်တော့နော်တက်တန်းလောက်ရှိတယ်ဆိုတာပြောပြဒါပေမဲ့အဲဒီချမ်းကတော့အခုပေါ်ကြသွားပြီဆိုတော့ဝန်ယူခါလာမယ်ဝန်ယူခါလာကြံဝန်ယူကျူးမယ်ဝန်ယူမကျူးဆိုတော့ဘယ်နဲ့ရှိနော်အဲပေါ်အတိကပါပတ်တိုင်းအနေနဲ့ကတော့ခင်ဗျားတို့ရဲ့အနေထားပါဘယ်လိုဘောကြကြနာမောင်းမယ်ဆိုရှာပန်ကအီလို့သူကလေစားလိုက်ခင်ဗျာခတ်ပြန်ပန်ကအီပေါ့ပဲဆိုတော့သူကတော့သုံးလို့မရတော့ဘူးကွာနော်အင်ပေါ့ပေါ်ပြန်တော့အဲ့ဒါကိုလည်းဇက်မှာပြောပြလို့လုံငါတစ်ခုလုံးတဲ့ဆောင်မှာခက်ခဲများတော့တွေ့ကြတာပဲအခုလုံးပြီးလိုက်ပြီးတော့တာမျိုးတော့ဒီတော့မျိုးတော့ဒီလိုဒီအောက်ဒီတာများများလေအဲ့တော့ခက်ခဲလုပ်ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ကားနဲ့ပေါ့ဆိုတယ်ဆိုတော့ဒီဖြစ်တာကြီးတော့မတကယ်ဘူးပေါ့ကွာကျွန်တော်တို့ဖြစ်ဒီဖြစ်ကြတော့တော်လေးကိုအဲတော့ဒီလေးကိုကိုပါရင်းကဟိုဒီကကြီးရှင်းပြကြပေါ်တော့ဒီခုကိုကျွန်တော်ပြောချင်ပါတယ်ဒါပေမဲ့အခုဒါပဲလောကကြီးအောင်မြင်သွားတဲ့နေ့မှာဆိုလို့ရှိရင်အခုတော့ကိုတော့ခံစားဖြစ်တော့ဆိုတာဦးလေးတို့ကိုတော့အမတော့အားလုံးကပဲခံစားသွားကြမှာဖြစ်ပါတယ်ဒီလေးကျွန်တော်လေးလည်းတော်တော်စောင့်ကြောင်းသားလေးကိုပြီးသွားကြမှာမဟုတ်ကြရဲ့အဲ့ဒါမျိုးတော့ကျွန်တော်တို့ကအတွေ့အကြုံတွေကျွန်တော်ဖြစ်မှာဆိုတော့ကျွန်တော်ဘိုးပြီးသွားတဲ့နဲ့ခဏဖို့ဆိုတာစောင့်ကြောင်းသားလေးလည်းတော့ညအဲ့လိုသိကြပါတယ်ဒါကျွန်တော်ခဏကိုပြီးတော့အတွေ့အကြုံတွေပေါ်လဲကျွန်တော်ဖြစ်မှာအခုလဲပါဒီဟာလေအားလုံးဟာဒီလိုပဲခဏဖို့ကိုပြီးတော့လို့ဖြစ်နေတာပြန်နေတော့အောင်းနေတယ်ဟောဒီလိုတော့နောက်တစ်ချိန်ကိုဒီလိုပြန်ခဲ့တဲ့ညကိုနောင်သားကြီးကြောင်းတွေကြောင်းသားတွေခဏဖို့ရလေးကိုအားလုံးကကျူစားထားမှကြီးတဲ့လူကဆောက်တော့မှသာလေးတယ်။နောက်တော့တော့ဖြစ်တယ်။ခါဒီတော့တို့ဟာဒီဗီဒီယိုလာလို့ရတယ်နော်။ဒီလိုရွာပြည်ပါကြီးပြန်ဖို့ဖိုင်မှာကျွန်တော်နည်းနည်းအပိုက်ကြီးခါတတင်ခဏရဲ့ဤခါတောင်းဟဲ့ထောင်းအဲရှစ်တောင်းဟဲ့ထောင်းကကြောင့်ဂျော်တူနင်းခွေနင်းဂျော်နင်းဂျော်ခါဟာတဲ့နူအဖာဒေရှာကတင်းခနဲ့စနေမှာ၄တောင်းထောင်ဟိုက်ပွဲ
님 저희 우리 가야 이 가나 님 포콜레 님 저희 태에 가나 아투 우리라 가 말레라 메 태로 군가 아방 옴 가니 sẽ ham chơi thế lộ ta bay trung tin còn này to cả mũi cả thu mũi cả cam bong cả y chọc tên lê tông thòng lê à hà khá là những lúc qua khá khá tu mũi làm cam tuần thì sắp tham nhà cam tuần đấy à tu ra nhất bong tung sẻ nhất bong nim chom thùng bà đào na con khá ye hàng chom gì bắt thùng mẹ cam cả cam học khá tu ra khám mũi làอาทิตย์ชาลาตติชาอีบุเนอีมาดับอะไรกับปัจจุบันเราให้เกี่ยวกับฮีเราให้เกี่ยวกับกระจกที่ที่ใช้ยินกายนี้กับกระจกที่ใช้ยินตะโพอะไรวะกระจกนี้เราบุเนอีลูกอาค่ะกำตัวนะคะจุดมาพาดิฉันกันนะเทเซโกติงตุงตองพาขณะanh chú khơi anh đón năm nay sang quý xuân xuân à hạt tuyết mà bây thì sang tiếng tiề chọc tiếng xịt tông à thọ lê à hay yun khang thì cái này mình ta bay bây giờ năm bữa công tác là chuyên môn thời gian tới đây đây là sao chi được sự làm gia tăng được áp lực nhé cho nó sai mà mi thiên nội về nó đi đâu về uyo sẽ về cho nó về qua cái nào làm mà nó do nên này đóนั่นสิส่วนมาสิพูดยอดต้องสิเราทุบไปเลยอยู่อันนี้เนาะยอดเราจะต้องสิทุบไปเลยแต่แม้ကျွန်တော်တို့แค่တာများပါနဲ့นั่นสิအဲ့ဒါဒီတော့ကျွန်တော်တို့မတွက်ပါဘူးတောင်းနေနော်ပြောပြအဲ့ဒါသိအောင်ပြောပြပေးတာပါဒါပေမဲ့နောက်တစ်ခေါက်ကျွန်တော်ကိုလွတ်ကြတာပေါ့ဒီလုပ်ငန်းပိုင်းနေလွတ်လာတယ်အားပါကျွန်တော်ဒီထက်ပဲထွက်သွားလိုက်မယ်ပြောတယ်ကျွန်တော်ဒီထက်ပဲထွက်မှသွားမယ်ဆိုတော့အဲ့ချိန်မှာလည်းကျွန်တော်ဂုံပါတယ်ကျွန်တော်ဂုံချစိတ်တော့ကျွန်တော်မပြောတော့ဘူးကုန်းပါတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါတွေမှတ်မထားဘူးဘာဖြစ်ခုရွာလိုပဲနေတာဒီမှာနော်နေသားကြနေဘာဖြစ်ကိုလုံးမှာပဲဒါခုရွာလိုနေဆိုတော့အောင်မြင်မှာပဲဆိုတော့သိကြနေနော်ဘာဖြစ်သွားမယ်ဆိုတော့တက်ခိုင်းတာသွားခဲ့တယ်သွားဆက်တယ်ဆက်တော့ခဲ့တာဒါဆက်တော့ဒီလိုအောင်မြင်နေလာမယ်ဆိုတော့ဒီမှာလေဥပဒေနော်ဒီနဲ့ရောက်လာပါတယ်မိစားနေနော်ရောက်လာခဲ့တယ်ကျွန်တော်ရဲ့အနေနဲ့ပြောမယ်ဆိုတော့ဒီတချို့ရွာသားတွေကလုပ်ငန်းအတွေ့အကြုံနဲ့ပြောရင်တော့သူတယောက်ကဥပမာကွာကျွန်တော်စီရင်နာထားတာဥပမာကိုမသိကြဘူးတချို့တွေတချို့တော့ဒါသိကြပါတယ်ကောင်းကြတယ်တချို့တွေနော်ဒါကြောင့်လည်းကျွန်တော်ဘက်ကလည်းခဲမဆူမပြောခဲ့တာလည်းရှိမယ်ကျွန်တော်တယောက်ကလို့ပြောမလဲအနာတရားမထားဘူးနော်ဒါလုပ်ငန်းအနေနဲ့ပြောရင်တော့မဆက်မငေါ့ရင်မအောင်မြင်မှုဒီလုပ်ငန်းကနော်ပြောမှဆူမအောင်မြင်မဲ့အလုပ်ဖြစ်နေဒီလုပ်မျိုးတွေကတချို့တွေကသူ့ကိုပြောရင်သူကသိကြတဲ့တချို့တွေနော်ဒါတွေကသိကြကြမဟုတ်ပါဘူးကျွန်တော်တော့ထည့်ထားတယ်လည်းမဟုတ်ဘူးရှင်းပြောရင်နော်ဘာဖြစ်လို့လဲဆိုတော့ဒီလိုပြောမှသူတို့ကခံရစိတ်ရှိမှလုံလာမယ်ခံရစိတ်ရှိမှလည်းအောင်မြင်မှာအလုပ်တစ်ခုကအဲ့ဒါကြောင့်ကျွန်တော်အနေရတော့ကျွန်တော်ကိုသိခံသိထားကြပါလို့ကျွန်တော်ဘက်ကလည်းမားတာရှိတယ်သူတို့ဘက်ကလည်းမားတာရှိတယ်သူတို့မှာဒါကြောင့်တော့ခွက်လက်ဖို့ပါပဲဒီနောက်မှလည်းဒီလုပ်ငန်းအတွေ့အကြုံတွေတွေ့တော့ကျွန်တော်ဘက်ကလိုအပ်ချက်အများကြီးရှိတယ်ဒီခုမြတ်တင်တော့ဟိုတန်းရောက်တော့နော်သူတို့ဘက်ကလည်းတောင်းဆန်းပေးတာပေါ့လုပ်ငန်းတွေပြီးမှနော်မနေ့ကြီးစုတင်မှလည်းကျွန်တော်ဘက်ကပြောရင်တော့အများပြတော့ကျွန်တော်ဘက်ကလိုအပ်ချက်ကများတယ်ဘာဖြစ်လဲဆိုကျွန်တော်တို့ကဒုတိယပြင်ဆင်မှုမရှိဘူးအတွေ့အကြုံမရှိတော့ကျွန်တော်တို့ကသိလဲလောတယ်မလို့ဘူးတော့နော်ပြောမလဲလူချင်တာပဲသိတယ်ကိုယ့်ဖြစ်ကဘယ်လိုရမယ်ဆိုတော့မသိဘူးအများကြီးတော့လို့ဖြစ်လာတယ်လေအဲ့ဒါတော့လောသားကြီးလည်းတချို့တွေကသိတူတဲ့သူကတူကြတချို့လူတွေတော့သဘောပေါက်ပါတယ်ထို့တွေတော့အများပြတော့ခုခုဖြစ်တော့ကလောဟာပတ်တီလောမပတ်ထဲနေဘယ်နာဘယ်နာကဲကတမဘင်ကခေါခုမတာยีนันตะปลีเนี่ยจ้องกับใครแต่ที่เขาก็มาแต่ยีนันตะปลีเนี่ยจ้องกับใครที่ว่าจอยไม่ดีอะจ้องกับบันว่าแต่ที่จ่อทุกทีนั่งมีจำมือเขาเนอะน้ำห้ามละว่าบางทีกลาอมเนี่ยเยี่ยวเถี่ยเนอะชอบละก็จริงอาจารย์นำเราจอยไม่เขาจ้องอิมละเมื่อแต่น้ำตัวละลอยละง่ายเนอะเอาไปเสียมาอารมณ์ละแต่จ้องอิมละเมื่อแต่โป้ละเมื่อแต่น้ำบางสักทีค่ะทุกทีเขาจ้องค่ะไม่ดีกับยียอนเช็ดบ้านแต่อมเขาไม่น้ำกับเด็กกับพวกนักอมเลยไม่ดีอะบ้างอะกับกันเยอะแหละเดิมมากันเยอะเลยถ้าทุกคนเดียวเกี่ยมาขอเป็นเรากับยาตัวอีปีที่จะจากคอมเมนต์เป็นที่จะอมเลยมาตู้กับชุดแล้วก็เขาคือประกาศจนมาคอมเมนต์เป็นสาวกับกระโจกับตีกับที่จะไม่ยอมเปิดแล้วก็มาตู้เราก็อมแล้วกับชิ้นกับชุ่มเขาไม่ยอมเลยไม่ยอมแล้วจากไอ้เสียยันคุณแบบคุณตีให้ตู้ไปกว่าปะคุณละไม่อ้ำเปิดยิงเปิดเทคุณละไม่อ้ำคุณยิงหมดเทคุณเลยเดิมมาได้เยอะล้อมเลยแต่ที่
ဒီကောနာမခုပဲနာကမချောမင်းနူခဏသာတာ TV အဘောက်ပါပြပုနာတာတောင်းကောခဏရဲ့ဟောက် TV ပြပုနာတာကလေးထောင်းကောဟောက်ကိုတီအမ်နီတာက private ခါငါပြပြီးတော့မနခမှုလားယူအဲချောမိခါတဲလူနာပြီးလာတာကအဖုံပြီးတော့တာပြဿနာလာတာအုံးတူပါဒီချောလာကုန်းကကောအနေနာကောတူပါဘာချောတာကအုံးဖေးကိုဂျွိနေရပါတော့ကျွန်တော်မဘိုက်ခုနတာကသာမရောတဲ့ကိုခါတာဂျမွေးအော်နိုတဲ့ငိုင်းနာပဲဒီနာနင်းငါရဲ့လောပုန်တူကွာတူကေတူတုံးကဝန်ပတ်တီကအမ်နီတခဲပဲဂျွိနေရပါဝန်ကပုန်ခါအနီးတက်ချောင်းငိုင်းခမီယနီအောင်ပုန်ဟာငါတာအကြောင်းမိခါနင်းမိခေရောဟာဖူမောလာတက်လာတာအတူနာကရကိုနာကရနမ်ငါပဲကေနမ်ငါပဲကတာကအကျွေးပြတ်တနာကတဝတ်ခါအလောလောဖြည့်ရှိဖို့အောင်ပုန်ခါခါဟာငေးတဘာပါအောင်ခနေနပန်ဟက်အနေနဲ့တာကဒီနာမဖြစ်တဲ့အတင်းတော်ဖြစ်တဲ့ကဲနစ်ကြည့်ဝရမ်ပြတာအမ်ကြည့်ဝနာကနာပါဖုန်ခနာကဟာငေးအော်ငါပဲကေဟာငေးအော်ငါပဲကတာကမအမေတော့အော်ကတာကဟာငါတူတဖုန်ကျွန်တော်ရဲ့ဒီနေ့တရားကစားရရတယ်စင်တူရရဲ့ဒါပဲရလက်တည်းလုပ်တဲ့နေရာမှာကျွန်တော်ကအမျိုးဥဆောင်ရတရားသားရဲ့ကိုစားဥဆောင်ပြီးလုပ်တဲ့နေရာမှာကောင်းကောင်းမွန်မွန်တည်တည်ကြရယူထိမ့်သိသောဆောက်ကိုရအရေးကိုတော့ကျွန်တော်ကလည်းစင်တူရရဲ့ဥက္ကဋ္ဌဒီရုံဥက္ကဋ္ဌရဲ့ကိုကျွန်တော်လုပ်တဲ့လုပ်ငန်းကောင်ကိုပြရတာညော那不你进来那个。这ကျွန်တော်တို့အတွက်ကကြောစားပန်ချပြီးမှလူပေးရတဲ့ကျွန်တော်တို့လည်းလူထုပေါ်ကအားလုံးကြီးပြီးအားတကားပြောချင်ပါတယ်။ဒါကျွန်တော်တို့ချက်တာမျိုးကြီးဆရာစားတဲ့ဟာတွေကိုမတိတ်ကျွေးဘူးကျွန်တော်တို့ဖြစ်တော်ကျွေးရင်လည်းဒီခံပြပါကျွန်တော်တို့ကမီးနဲ့ကိစ္စနဲ့ပတ်သက်ပြီးမှတချို့ကမီးပိလိုက်ကွာမီးထွန်းလိုက်ကမီးချောင်းလေးကျွန်းလိုက်ဒါလည်းပြဿနာတစ်ခုဒါကိုလည်းဆရာပြောတဲ့စကားကိုကျွန်တော်တို့ကောင်းကောင်းမွန်မွန်နားလည်ပြီးမှသဘောပေါက်တဲ့အတွက်ဆရာလေးကြည့်ယူဒီပါတယ်ဒီတော့ပါကျွန်တော်တခုပြောမယ်အခုကျွန်တော်လူငန်းကောင်လို့ရောတီရောတော့အဲ့ဒီတဲ့နေရာလေးမှာရောတီရောတော့သဘောပေါက်ဖို့လိုပါတယ်အခုစိုးစိုးလည်းပြောပြီးပြီမိခလုတ်ပြီးကိုယ်အားရှိတယ်အဲ့ဒါကြီးကကျွန်တော်ဒေတာဒီမှာတပြည့်မတုံးကြဘူးပေါ့နော်မတုံးဒီမှာတော့အင်္ဂလိပ်ဖြစ်လာတယ်တုံးတက်ရအောင်ကောင်းတယ်မတုံးတက်ရအောင်တော့ပေါင်းဘူးဘလက်ပေါင်းချောင်းလာပြီးပြူလာပြီးဆိုအတက်ထဲကြပါအတက်မလဲဘူးလားဖြစ်တယ်လို့300ကိုရွာသားအဲ့ဒါဖြစ်တယ်နော်အရာဆုံးဆိုပြမီးပေါ်လာတဲ့ကြံကိုအင်္ဂါစဖြစ်နေအဲ့ဘူးစက်ကြောက်ချောင်းမိတဲ့သူမတုံးကြပါလားကျွန်တော်အဲ့ခုတော့တေးချတာမှာခဏပြောတယ်နော်ကော်မတီတွေလည်းအဲ့မဖြစ်မနေချောင်းမိတဲ့သူလဲတာလဲအတက်ပြန်လို့အဘာကိုနေရလေလဲတာလဲခိုင်းတာမင်းဆိုရှိတယ်ချတာလေးအဲ့ဒါလေးကိုလည်းလဲလိုက်ပြီးမှဒီချောင်းပေါင်းကြကြပါခုလည်းကျွန်တော်ထူပြောတယ်လေခုလောကန်းကောင်လုပ်ခဲ့တာကျွန်တော်ဒေတာမှာတော့ရွာပေါင်း60လောက်ရှိပြီကျွန်တော်ရွာလို့ဆိုရင်တောင်ဖက်မှာဆိုရင်တော့ဒုတ်တာကြောင်ရောနှလုံးရှိတဲ့ဒုတ်တာကြောင်ကျွန်တော်တို့အနော်ရဒုတ်ရှိမှဆိုပေါင်းနေထီရောက်မြောက်မှာဆိုရင်ကန်ကောင်းနေချင်းနေတယ်အနော်ရကန်ကောင်းမှာတစ်လုံးချမ်းမှာတစ်လုံးနှလုံးရှိတယ်မဒုဖက်မှာဆိုရင်ကျန်တော့ခုလာဟာဒူရအဲ့စားခုဟာဒူကလို့ကဘုတီနေတဲ့မှာဆိုရှာကိုစားတော့တော့မယ်ကျွန်တော်နော်စားတော့မှတုံးလို့ပါအခုမင်းတက်နေမှာဆိုကြကျွန်တော်တစ်လုံးတော့ဟိုဖေးမှာမင်းတက်ရွာနေထဲမှာဆိုကြ3လုံးရှိတယ်အဖို့ဆို3လုံးရှိတော့မင်းတက်နေထဲမှာကျွန်တော်တို့လေရှိမှတစ်လုံးရှိတယ်တနာမှာဆိုလေရှိမှတစ်လုံးဟောကျွန်တော်နားမှာဆိုကြအောင်ပါဒီယုံကျွန်တော်
ဟောတာပိုင်ဆိုတာအတူဆုံးလည်းမရှိဘူးဒီကလည်းမရှိကြပြကျွန်တော်တို့အတွက်ပေါ်စားပြီးပြရလို့တဲ့ဆိုရှင်နေပါတယ်အဲ့ဒီအခုကတက်ဆိုသူတို့ခွိုင်ဟမ်လာလူငယ်တွေနဲ့အမ်ပူရီနောက်အနာကိုင်ဒီဟမ်လာပထမရှိခံနေခံပူရီသူတို့ကြလာနိအမ်လာနောက်ကဖီကြော့ဘာငယ်ဖီးချက်တီလာစစ်တတ်အမွေလာလာเด็กเลยอ่ะซาชิงค่ะจ่อไอ้ล่ะอะเทนล่ะเพราะว่าโตแต่เตล่ะบีลำค่ะนึกมาลุงเงยนะยีลุงเงยไปนะยีเฮลาสะดองไอ้กันลำค่ะอนาคตปวายสิทันค่ะปฐมสิทันละตานาไปดงอ่ะโดยปานเนี่ยสิทันติดเล็บค่ะอมสุสิติค่ะมินคนเนี่ยฮาละไม่มินคนหูนาไปดงอ่ะยีเดียวละอมอนาคตดงอ่ะเคตะเคอมนะนึมเร็วนะนึมปองบ้ายันพีตัวตาอับชีนึมหูนาไปดงอ่ะนึมปอแสมปึงนึมปออีกละคณะไปดงอ่ะเซ็ตปึงไอ้ตัวยับชีคือเปนกลอยปึงไอ้สีมันกิ้งที่อมนาไปดงอ่ะจอยข้องสองไปละไม่นึมกินสองปึงไอ้ทางไอ้อับอลขาเคยนาวน้อยไปทางต้องปะต้องเฮเอ้ยตายอยู่น่ะน้ำตายหนักไอ้ลำตาตะโพมาอีกเป็นฝั่งไอ้จุดติดโอ้กระซ่าทะเลกระน้าวทะเลสีมันกิ้งน้ำที่เราเทนเอาเทอที่ขาอีตุ้งประตูเป็นนาดันเลยตีลำขาเอเป็นกันขณะเกดงอาจอดดึกชุบเพื่อเงี้ยข้าลำอนาคตว่าDon't want to use